မလေးရှားကမြန်မာတန်ယုံမှာ passport တက်တဲ့တိုးတဲ့အခါဘာတွေလိုအပ်ပြီးတော့ဘယ်လောက်ထိကုန်ကြလဲဆိုတာကိုကျွန်တော်တက်တဲ့တိုးတဲ့အခါကြုံခဲ့ရတဲ့အတွေ့အကြုံလေးတွေကိုဒီဗီဒီယိုလေးမှာပြန်တယ်မျှဝေပေးသွားမှာပါ။ကဲစလိုက်ကြရအောင်။စာအုပ်တက်တဲ့တိုးရမယ်ဆိုရင်အရင်ဆုံးတန်ယုံ website ကနေရချင်းရောက်မှာဖြစ်တယ်။ကျွန်တော်တို့ကဆိုရင်ရချင်းကြဖို့နလာနိပါဆောင်လိုက်ရတယ်ဗျ။ရချင်းကြတဲ့နေ့မှာပဲတန်ယုံကိုမနေ့အစောစီတော်တယ်ပြီးတော့ကိုရချင်းယူထားတဲ့ကျူအကိုပြပြီးတော့သူတို့စီက token နဲ့ပဲထုတ်ပေးတယ်အဲ့ဒီ token နဲ့ပဲကိုရဲ့ token နဲ့ပဲကိုခေါ်တဲ့ counter နဲ့ပဲကိုသွားမှာဖြစ်တယ်ကျွန်တော်တို့ကဆိုရင် counter နဲ့ပဲ28ကအရင်ဆုံးခေါ်တယ်ပြီးတော့ counter နဲ့ပဲ28မှာကျွန်တော်တို့ဖောင်ဖြည့်ရတယ်ပေါ့နော်ဖောင်ဖြည့်ဖို့လိုရတာကတော့ကိုရဲ့ passport မူရင်းမိတ်တူမဲ့ပုံတင်မူရင်းမိတ်တူအိမ်ထောင်စုစီးမိတ်တူနဲ့အိမ်ထောင်စုစီးမှာပါတဲ့မိသားစုဝင်တယောက်ယောက်ရဲ့မဲ့ပုံတင်မိတ်တူဒါတွေကိုမဖြစ်မနေလိုအပ်ပါတယ်ကော်တော်နယ်ပဲ28မှာကျွန်တော်တို့ဖောင်ဖြည့်ပြီးတော့ပြီဆိုရင်ကော်တော်နယ်ပဲ16ကိုတောက်ခိုင်းတယ်ကော်တော်နယ်ပဲ16ကိုရောက်ပြီဆိုရင်ကျွန်တော်တို့ရဲ့ဒီစာရွက်စာတမ်းတွေကိုစစ်စစ်ပြီးတော့ကျွန်တော်တို့စီကမဲ့ပုံတင်မွေးကိုတောက်ပါတယ်ကော်တော်နယ်ပဲ16မှာအဆင်ပြေတော့ပြီဆိုရင်ကျွန်တော်တို့ကော်တော်နယ်ပဲ24ကိုပြင်ပြီးတော့တောက်ခိုင်းတယ်ကော်တော်နယ်ပဲ24မှာဓာတ်ပုံရိုက်ပြီးတော့ကော်တော်နယ်ပဲ2ကိုတောက်ခိုင်းတယ်ကော်တာနယ်ပဲ2မှာကတော့လက်မှတ်ထိုးလက်ပွင့်နေရတယ်ဒါတွေပြီးတော့ပြီဆိုရင်ကောင်တာနဲ့ပဲစနစ်ကိုတော်ပြီးတော့ပတ်စံတင်ရမှာဖြစ်တယ်ဒီနေရာမှာပတ်စံဘယ်လောက်သွင်းရလဲဆိုတော့အခွင့်တစ်နှစ်စာဆောင်မယ်ဆိုရင်အခွင့်တစ်နှစ်စာဆောင်မယ်ဆိုရင်အကုန်လုံးရှာ30အခွင့်တစ်နှစ်စာဆောင်မယ်ဆိုရင်အကုန်လုံး990ကျမှာဖြစ်တယ်ဒီနေရာမှာကျွန်တော်တို့ပါမစ်ရှိတဲ့လူတွေအတွက်ပြောတာပါမစ်မရှိတဲ့လူတွေအတွက်ဆိုရင်နောက်တဲ့480ဒဏ်ကြေးဆောင်မှာဖြစ်တယ်ပြီးတော့ဒါတွေအကုန်လုံးကျွန်တော်တို့ပတ်စံသွင်းပြီးတော့ပြီဆိုရင်ကျွန်တော်တို့ငွေတင်တဲ့စလစ်တကူရရှိမှာဖြစ်တယ်ဒီမျိုးညနေဆောင်တဲ့အခါမှာစာအုပ်ရပြီဆိုရင်ဒီနာမည်နဲ့အော်ခေါ်ပြီးတော့စာအုပ်ထုတ်ပေးပါလိမ့်မယ်ဒီမျိုးဒီဆိုရင်ကျွန်တော်တို့ရဲ့ဒီ passport စာအုပ်တိုးလေးလုံးငယ်စဉ်ပြီးဆုံးတော့ဖြစ်ပါတယ်မိတ်ဆွေအနေနဲ့မလေးရှားမှာ passport စာအုပ်တက်တိုးတော့မယ်ဘာမှမသိသေးဘူးဆိုရင်ဒီဗီဒီယိုလေးကမိတ်ဆွေတဲ့တစုံတရာအကျိုးရှိပြီလို့မျှော်လင့်ပါတယ်အားလုံးကို goodbye